ချစ်နှမဒီနှစ်တော့လူရောက်မယ်ကွာရွှင်လန်းဝေပြာကထိန်ပင်ငန်းနဲ့အကျူတွဲရှင်ကသာသနာတွင်တွင်ရမှာရှင်ပြုရဟန်းကနာသမကြံမှာလူနိုင်ဖို့ဤတွေးဆကားတိုင်ပင်မှာချစ်စနီးအကြံဉာဏ်များလဲပြောစမ်းမှကြားရင်သာသာစိတ်တူကိုယ်ရူကြည်ပြူပါရေမောင်ကြီးရာလူဘဝဆိုတာရခဲ့ရတယ်နေဘူးနန်းအခိုင်အမာတန်လှမ်းမလန်းဆိုင်ဖို့များဒါနာပန်းလေစီမြန်စီမာတောင်းစပူဘောအလူတော်ကြီးဒီမှာအိုးချစ်နှမဒီနှစ်တော့လူရမယ်ကွာရွှင်လန်းဝေပြာမရှိရတဲ့သူ